မင်္ဂလာပါရှင်ဒီကနေ့တော့ဟင်းချက်ရင်းနဲ့ကလေးထိန်ပါမယ်ဒီငါးလေးတွေကအရန်ကိုစားလို့ကောင်းလို့ကလေးတွေအရန်ကြိုက်တဲ့ငါးလေးတွေပါရှင်ဒီငါးလေးတွေကိုသူတို့ကိုဟင်းချက်ပြီးတော့ကျင်းမစားလို့တံပူရမုံနဲ့ဆောပဲစင်းမှုတစ်စုံနဲ့ရောနေပြီးတော့အကျော်ကျော်တို့ချွတ်ချွတ်ကလေးကြော်ကျွေးလိုက်ရင်သူတို့အရန်ကြိုက်ပါတယ်ရှင်အသားမီမီတို့ကိုကြော်ကျွေးကြည့်ပါနော်ဒီငါးမိနစ်ကောင်ရလဲမေ့ပြပါဦးဟမ်ငါးမိနစ်ကောင်ရလဲမေ့ပြအောင်90 fit တောင်ရခဲ့တာလားအော်အများကြီးရတာနော်ငါးတွေဟုတ်လားအော်အဲ့လိုစားရအော်ငါ့အဲ့လိုစားရတာဟာအမလေးငါ့အဲ့လိုတွေစားရတာအမလေးကောင်းလားရမ်းမိလား yummy 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 in my tummy yummy in my tummy ဟုတ်လား yummy ပူမနော်ပူပူနော် baby egg baby egg baby egg မဟုတ်fish fish ငါးကြော်နေရမမေငါးကြော်တာမိစားဖို့စားမလားဒီစားမလား a fish fish ဟုတ်တယ် fish I just tried a fish ဟုတ်တယ်အဲ့မှာလည်း fish ရှိတယ်ဟုတ်တယ် Cute fish သူကြိုက်လားခါကောင်းလားကောင်းတယ်ကြိုက်တယ်နော်ကျွတ်နေရပဲနဲ့ကလေးကကြောက်ထားဘူးလေးကျွတ်တယ်နော်တမီးနော်စစ်စစ်လဲစားနေတယ်ဟိုမှာစားကြတယ်ပါyummy